ဒီမေတ္တာပို့တဲ့ပုဂ္ဂိုလ်ဟာတခုခုပေါ်မှာမေတ္တာပို့တော်မှာစိတ်ကိုအကုန်လွှတ်ချထားရတယ်ကိုယ်နဲ့တဲ့မငဲ့ကွက်ပဲတုံ့လို့ချောက်ချခြင်းမရှိတာစိတ်ကညီအေးသောအာယုံကလေးဖြင့်စိုက်ပြီးကြည်နေရတယ်ဆူဆိုင်ပြီးအဲ့ဒီမေတ္တာပုခဩတိတ္တဆိုတဲ့ဒုတိယပေါ်မှာမေတ္တာပို့တော်မှာသူ့ပေါ်မှာမတုံမလို့ဘယ်အာယုံမှမပြန့်နိုင်ပဲနဲ့တည်ငြိမ်အေးချမ်းသောအာယုံဖြင့်ကြိုတင်ပြီးတော့ကိုယ်ကလည်းခန္ဓာကိုယ်ကြီးကိုဝိပဿနာဉာဏ်နဲ့ထုံမွန်းထားရမှာပေါ့နော်ဝိပဿနာဉာဏ်တို့ပြီးထုံမွန်းထားပြီးအဲ့ဒီစူးစိုက်ပြီးမေတ္တာလေးပို့တဲ့အခါအဲ့ဒီမေတ္တာတည်းထိရောက်တယ်ကြတော်ထိရောက်တယ်နော်ထိရောက်တော့အဲ့ဒီဆွမ်းအားဟာမိမိကိုယ်ကိုရန်သူမရှိဘူးပေါ့ဗျာပြောရင်တော့အလုံးမိတ်ဆွေတွေကြီးပဲဟုတ်လား